ကဲအားလုံးပေးဖက်တာကြမိုးတယောက်မဲဆောက်မြို့ထဲမှာမတက်တက်နဲ့ကားတွေမောင်းနေကြရပေါ့ဆိုတော့လမ်းတွေးလို့ရှိရင်လည်းမိုးတွေရှောင်ထားကြနော်ပေးဖက်တာပေးဖက်နေ့ကတော့မဲဆောက်သွားတာ day 3ရှိပါပြီပေါ့နော်ဒီနေ့ day 3မှာကျတော့မိုးတို့မဲဆောက်မြို့ကိုပတ်ပါမယ်ဆိုတော့ညီမလေးတွေကိုအရင်ဆုံးရေကူးကန်ခေါ်သွားရပေါ့နော်ကလေးထိန်အနေနဲ့ကျမကလိုက်သွားပါရဆိုတော့ကလေးထိန်အောင်ကလေးမိအောင်ကျမတော့ကလေးမမေ့သေးဘူးပေါ့နော်ကလေးနှစ်ယောက်ကိုထိန်နေရပါတယ်အခုလောလောဆယ်မှာဒါပြီးလို့ရှိရင်တော့မိုးဒီကနေပြီးတော့နေစားတော့ဆိုင်မဟုတ်လို့ရှိရင်လည်းတနေရာပေါ့နော်တက်ပုံရိုက်တဲ့နေရာလှလေးတကူဝင်ပြီးတော့နေသွားပါမယ်မိုးတို့ကအဲ့လိုမျိုးတောတောင်တစ်ပါးဝရင်မြေတက်ပုံရိုက်တဲ့နေရာတွေဆိုအရန်ကြိုက်တဲ့အတွက်အဲ့ဒီနေရာတွေကိုတက်လဲပါမယ်ကျမကိုကြည့်ပါအောင်အထုပ်တစ်ပုံနဲ့အခုမှကိုဗီကိုပြန်ကြည့်မိတယ်ငါအဲ့လောက်အထုပ်တစ်ပုံဘာလို့ဒီလောက်ဆွဲနေတာလဲကလေးတွေဒီလောက်အများကြီးကိုဒုက္ခဒါကတော့ coffee ဝယ်တောက်တယ် coffee ဝယ်တောက်ပြီးဒီပန်းချန်တစ်လျှောက်ကိုတက်ပုံလိုက်ရိုက်တယ်ပေါ့နော်ဒီပန်းချန်ကတော့ဘေးနေရာလေးလဲဆိုတာကမို့နောက်ပြောပြပေးမယ်ဒါကတော့သူ့ရဲ့ပန်းချန်မှာကျတော့လေသူကတကယ်ကိုမှဒီ coffee ဆိုင်နဲ့ဒီပန်းချန်နဲ့တွေ့ဟာပေါ့နော်ပန်းချန်လို့လည်းပြောလို့မရဘူးသူကဘယ်လိုလဲဆိုတော့ဓာတ်ပုံရိုက်ဖို့အတွက်ကိုထားရပေးရပေါ့နော်အရန်လာထိုင်းနိုင်ငံရဲ့ marketing တကူကအရန်ကောင်းတယ်ဘာဖြစ်လို့ဆိုတော့လူတွေဆွဲဆောင်မှုအရန်နေရာကြဲကိုသူတို့ယူပြီးတော့နေဒီလိုမျိုးမြက်ခင်းစိမ်းလေးနဲ့တဘာဝကိုပြပြီးတော့ coffee ဆိုင်လေးဖိနေဆိုလို့ရှိရင်တော်ကိုသူတို့ကအရန်အဆင်ပြေဒါကတော့သူတို့ရဲ့ဆိုင်မှုပေါ့နော်ဖတ်တိုင်ဖတ်ကြပါကြွေသွားလဲခြင်းနဲ့ဆိုလို့ရှိရင်လည်းလမ်းလဲကျမမသိပါဘူးရှင်ဆိုတော့အဲ့တော့ကိုသွားခြင်းလို့ရှိရင်တော့ခုနဆိုင်ဖို့လေးပြပြီးတော့ location ထားပြီးသွားကြပါရှင်ဒါကတော့ကျမတရားအမှရင်မွေးဆိုပြီးနောက်တနေရာသွားမယ်နိုင်မာကတ်ပေါ့နော်နိုင်မာကတ်ကကြတော့ဘာမှလည်းသိမရှိဘူးစီလည်းမရှိဘူးနော်အမတို့သွားကြည့်စီကိုမစီရပါကျမသွားပြီးတော့စိတ်ပြက်ပြီးတော့အမ hot pot လေးသုံးဝင်စားရပေါ့နော်ကိုကြိုက်တဲ့ဆိုင် hot pot ကလည်းမစားရကြပြီဆိုတော့ hot pot လေးကိုသုံးဝင်စားပါမယ်တုံမြန် hot pot နဲ့မာလာ hot pot လေးဝင်စားပါတယ်ဒီနေ့ရဲ့ day 3 vlog ကဒီလောက်ပါပဲရှင်နောက်တော့ vlog ခွန်တွေ့ပါ